စစ်သားတဦး၏ဖက်နှက်သည်တဲအောက်ရှိမာကျောသောအရာတစ်ခုကိုနင်းမိသွားသည်နောက်တစ်ခဏ၌ပင်သူ၏တငယ်ချင်းဖြစ်သူမှာပောက်ကွဲမှုကြောင့်ခန္ဓာကိုယ်ပိုင်းစာပေါင်းထောင်ချီ၍လွင့်စင်သွားခဲ့သည်ထိုစစ်သား၏ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီးစိတ်များလည်းချာချာလည်းသွားခဲ့သည်သူသည်ဗီဇအရာရှေ့သို့တလန်းတိုးလိုက်ရာကလစ်ဆိုသောတတုချင်းထိခိုက်မိသည့်အတန်ကိုကြားလိုက်ရသည်မြင်းမှာနောက်ထပ်မြင်းမြုပ်မိုင်းတစ်လုံးပင်ဖြစ်သည်ပောက်ကွဲမှုကြောင့်သူ၏နားထဲတွင်ဦးနေဆဲဖြစ်ပြီးလောကကြီးတစ်ခုလုံးသည်တိုးဝင်၍အဝေးသို့ရောက်ရှိသွားတဲ့ကဲ့သို့ခံစားရသည်သူ၏အကြအာယုံပြန်လည်ရရှိလာခြင်းတွင်သူ၏တငယ်ချင်း၏ကျွမ်းကျင်ရသောအစိပ်ပိုင်းများကိုကြည့်ကာလဲချောင်းလာသည့်အထိအော်ဟစ်ငိုကြွေးခဲ့သည်သို့တော်ဝမ်းထဲနေရန်အချိန်မဟုတ်သဖြင့်သူသည်စိတ်ကိုအတက်နိုင်ဆုံးစူးစီးလိုက်သည်သူသည်ဒူးတစ်ဖက်ထောက်ကတိုက်ခိုက်ရတာကိုထုတ်ယူပြီးဖက်နှက်အောက်ရှိတဲများကိုစမ်းတက်ကြည့်လိုက်ရထားသွားသည်တတုတစ်ခုနှင့်ထိမိသွားသဖြင့်မိုင်းဖြစ်ကြောင်းအတေချာသိလိုက်ရသည်အဝင်းကျင်ကိုကြည့်ရှုစဉ်တစ်ဆက်ပေခန့်အကွာ၌ရေဒီယိုကိုတွေ့ရှိခဲ့သည်သူသည်ဖက်နှက်ကျိုးများကိုဖြုတ်ကာမြေတူးကရိယာဖြင့်ချိတ်တပွဲပြုလုပ်ခဲ့ပြီးအချိန်ချင်းစူးစမ်းပြီးနောက်တွင်ရေဒီယိုထုတ်ကိုချိတ်မိသွားသည်သူသည်ဌာနချုပ်သို့ဆက်သွယ်နိုင်ခဲ့တော်လဲသူတို့၏တုံ့ပြန်မှုကြောင့်တွေးပြတ်သွားခဲ့ရသည်တဲမုန်တိုင်းများကြောင့်ရဟတ်ယာဉ်များဝင်ရောက်နိုင်ခြင်းမရှိဘဲကုန်းလန်းကယ်ဆယ်ရေးအတွက်52နာရီကြာမြင့်မည်ဖြစ်သည်113ဒီဂရီအပူရှိန်အောက်တွင်52နာရီကြာစောင့်ဆိုင်းရမည့်အခြေအနေမှာအခွင့်အရေးအလွန်နှဲပါလာသည့်စာလောင်မှုကိုမခံနိုင်တော့သည့်အဆုံးသူသည်နောက်ဆုံးကျန်ရှိသောအမဲသား6ကိုစားပြီးရေဘူးထဲမှရေကိုနှငုံခန့်တောက်လိုက်ရာရေကုန်သွားခဲ့သည်ထိုစဉ်တဲမုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာသည်ကိုတွေ့ရသဖြင့်သူသည်အလေးချိန်ရစေရန်လွယ်အိတ်ကိုလွှဲထားပြီးရိုင်ဖယ်တနက်ကိုကြောက်စုတစ်ပွဲမြေကြီးထဲစိုက်ချကာအပြုထားခဲ့သည်အံ့ဩစရာကောင်းလောက်အောင်ပင်သူသည်မိုင်းပေါ်မှလွတ်မထွက်ဘဲမုန်တိုင်းတံကိုကြက်ကြက်ခံနိုင်ခဲ့သည်မုန်တိုင်းအပြီးတွင်သူ၏တငယ်ချင်းအလောင်းမှာလေးနှစ်အတူပါလာပြီးသူ၏ချင်းရင်၌ရက်တက်နေသည်ကိုတွေ့ရတော့လဲရေဒီယိုမှမူ30ပေခန့်ကွာသို့လွင့်ပါသွားခဲ့သည်သူသည်အလွန်ပင်စိတ်ပြအားငယ်သွားပြီးမျောလင့်ချက်များကုန်ဆုံးသွားခဲ့သည်နေလောင်နှံကြောင့်အရေးပြားများကွာကျလာသည့်အထိခံစားခဲ့ရပြီးစီးကိုတောက်ရန်ကြိုးစားခဲ့တော့လဲအနံ့ပြင်းလွန်းသဖြင့်အန်ဂျင်တလိုဖြစ်ခဲ့ရသည်ထိုစဉ်မိန်းကလေးငယ်လေးတဦးရေပလင်းတစ်လုံးကန်ကသူရှိရာသို့ရောက်ရှိလာသည်သူသည်ရေကိုအငမ်းမရတောက်လိုက်ပြီးကျေးဇူးတင်စကားပြောတော့လဲသူမကနားမလည်ခဲ့ပေသူမသည်အယုတ်စစ်သားလေးတစ်ယုတ်ကိုထုတ်ပြရသူကလည်းသူ၏အိတ်ကထဲမှအယုတ်တစ်ယုတ်ကိုထုတ်ပြခဲ့သည်သူမသည်အယုတ်များကိုမြေကြီးပေါ်တွင်စီးလိုက်ပြီးတစ်ယုတ်ကိုရှေ့သို့တွန်းပို့လိုက်တော့လဲသူသည်သူမဘာကိုဆိုလိုမှန်းနားမလည်ခဲ့ပေသူသည်ရေဒီယိုရှိရာဘက်သို့လက်ညှိုးထိုးကအကူအညီတောင်းခဲ့တော့လဲသူမသည်တဲကန်နာရလဲသို့ပြန်လည်ပြေးထွက်ကပျောက်ကွယ်သွားခဲ့သည်